Hello အားလုံးပဲမင်္ဂလာပါရှင်တငယ်ချင်းတို့အားလုံးစောင့်မျှော်နေတဲ့ Legend ကြီး Jackie Chan ကို Legend အစ်စ်ဖြစ်စေခဲ့တဲ့ဇာတ်ကားကြီးတကားအကြောင်းဒီနေ့ညီမက recap လုပ်ပေးမယ်နော်အဲ့ဒါကတော့1988ခုနှစ်ကထွက်ရှိခဲ့တဲ့ Drunken Master သို့မဟုတ်မူးယစ်တိုင်းစီယာပါပဲတငယ်ချင်းတို့ကြားဖို့မှာပေါ့တိုင်းကားဆိုရင်တီတီကြီးနဲ့တက်ကြဖြတ်ကြတာမျိုးပဲဒါပေမဲ့ဒီကားကတော့ထူးခြားတယ်ရှင်အရက်မူးနေမှာတိုင်းကပိုးတော်လာတာတဲ့ဘလောက်တောင်ထူးဆန်းပြီးရဲရမလဲဆိုတာညီမတို့အတူတူကြည့်လိုက်ရအောင်ဗီဒီယိုလေးမစခင်ညီမရဲ့ channel ကို subscribe မလုပ်ရသေးရင်လုပ်ထောင်းနော် let's go ဆက်လန်းအစမှာညီမတို့မင်းသားကြီး Jackie Chan ကိုဝန်ဖေးဟုံအဖြစ်တွေ့ရမှာပါဟေးဒါပေမဲ့သူကညီမတို့တီးတဲ့တီငိန်နဲ့ဆရာကြီးဝန်ဖေးဟုံမဟုတ်သေးဘူးနော်လူငယ်တဘာဝအရန်ဆိုအရန်နောက်တိုင်းเจ้าမှာလဲစာမှုပွဲကြအဖေဖြစ်သူဆရာကြီးဝန်ကီရင်ကိုအမြဲခေါင်းကိုက်အောင်လုပ်တဲ့သူပေါ့တရက်မှာတော့သူကဈေးထဲမှာလူမိုက်တွေနဲ့ပြဿနာတက်ပြီးရိုက်နှက်လိုက်တာအဲ့ဒီထဲမှာဒေတာခံဆရာကြီးတယောက်ရဲ့သားလဲပါသွားတယ်ရှင်တီတင်မဲလားဆိုတော့မဟုတ်ဘူးနော်အိမ်ပြန်ရောက်တော့သူ့အတော်နဲ့ဝမ်းကွဲညီမလေးကိုလေအတော်မှန်းမသိပဲတွားနှောက်မိလို့အဖေကမိသွားပါတယ်အဖေဖြစ်သူကအရန်ဒေါသထွက်ပြီးနင့်ကိုစုံမရမယ်ဆိုပြီးတောထဲမှာရှိတဲ့တကယ်ကိုတင်းကျပ်တဲ့တိုင်းဆရာကြီးတယောက်စီပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီဆရာကြီးရဲ့နာမည်က Becker ဆိုသူတောင်းစားဆိုးတဲ့ကြားရယုံနေတယ်ကြောက်စရာကြီးနော်ဖေဟုံကဆရာကြီးဘက်ကဆိုရဲ့အကြောင်းကိုကြားဘူးတယ်လေသူတပည့်တွေကိုခြေပြက်လက်ပြက်အောင်လုပ်တဲ့ဆရာကြီးဆိုတော့ဖယ်သွားခြင်းမလဲအဲ့ဒါနဲ့အိမ်ကနေထွက်ပြေးပါလိရောဒါပေမဲ့ပြေးရင်လွှားရင်နဲ့ပတ်စံကုန်ဘိုက်စာလာလို့စားတောက်ဆိုင်တစ်ခုမှာအဝါစားပြီးပတ်စံမပေးပဲပြေးဖို့လုပ်တာမိသွားတယ်ရှင်စားတောက်ဆိုင်ပိုင်းရှင်တွေကသူ့ကိုဝိုင်းရိုက်နေတော့အော်စရာပဲအနားမှာအရက်မူးနေတဲ့သူ့တောင်းစားကြီးတယောက်ကဝင်ကူညီပေးလိုက်ပါတယ်ဟုတ်ပါတယ်အဲ့ဒီသူတောင်းစားကြီးကပဲဖေဟုံလိုက်ရှာနေတဲ့ဆရာကြီးဘက်ကဆိုးပါပဲဖေဟုံကတော့ဘာမှမသိပဲအဲ့ဒီအဖိုးကြီးကိုပဲထပ်နှောက်ဖို့လုပ်သေးတာဒါပေမဲ့ဆရာကြီးဆိုးကတိုင်းကွက်အစမ်းတွေနဲ့သူ့ကိုပညာပေးလိုက်ပါတယ်နောက်ဆုံးတော့ဖေဟုံတယောက်ဆရာကြီးစကားနားထောင်ပြီးတိုင်းတင်ဖို့သဘောတူလိုက်ရပါတော့တယ်ဟာဒါပေမဲ့တင်ရတဲ့တိုင်းကအလွယ်လေးမဟုတ်ဘူးနော်အရက်အိုးတွေရီဖြီးပြီးလက်ကောက်ဝစ်နဲ့တဲ့ရတာကောင်းကင်ပေါ်ခြေထောက်မြောက်ပြီးပလက်လှန်လီးချင်းရတာဖေဟုံဖြစ်မိုးလို့မျက်ရည်တောင်ကျတယ်ရှင်ညီမဆိုရင်တော့9မိနစ်တင်လက်လျှော့မိမှာပဲဖေဟုံကစိုးမြဲစိုးစဲဆိုတော့လေ့ကျင့်ခန်းတွေကိုခိုးချဖို့ပဲစူးစမ်းနေတာအဲ့ဒီလိုနဲ့တရက်မှာတော့ OMG ကဘာကျော်လူသက်သမားတန်တက်လက်ရန်ဒီဆန်းနဲ့တွားတိုးမိပါတယ်တန်တက်လက်ကသူ့ရဲ့ခြေထောက်တိုင်းကြောင့်ဘသူမှမနိုင်တဲ့သူပေါ့ဖေးဟုံတယောက်သူ့ရဲ့တိုင်းအဆင့်အတန်းနဲ့တန်တက်လက်ကိုတွားစိန်ခေါ်မိလို့အိုးတကယ်ကိုအဆက်ရအောင်ရှုံးနေခဲ့ရပါတယ်ရှင်တန်တက်လက်ကသူ့ကိုတတ်တောင်မတတ်ပဲနင်းအဖေဆရာကြီးဝန်ကီရင်ရဲ့တိုင်းကအစ်စ်မရှိဘူးဆိုပြီးစော်ကားပြီးလွတ်လိုက်တာဒီအခန်းကတကယ်ကိုစိတ်မကောင်းစရာပဲဖေးဟုံဖြင့်အယမ်းရှက်ပြီးတကယ်ကိုပညာလိုချင်စိတ်ပေါက်သွားပါတယ်သူဇွဲမလျှော့ပဲဆရာကြီးစိုးစီပြန်လာပြီးတောင်းပန်တယ်ပြီးတော့တကယ်ကိုအတိအလဲလီးချင်ပါတော့တယ်အခုမှတော့ဖေးဟုံတယောက်အစ်စ်အမှန်ဖြစ်ဖို့လမ်းစာပေါ်ရောက်လာပြီရှင်အခုတော့ဆရာကြီးစိုးကဖေးဟောင်းကိုသူ့ရဲ့နောက်ဆုံးပညာဖြစ်တဲ့ Eight Drunken Immortals မူးယစ်နှက်မိမယ်10ပါးတိုင်းကိုတင်ပေးပါတော့တယ်ဒီတိုင်းကထူးခြားတယ်ရှင်တပားချင်းစီမှာမတူညီတဲ့ဟန်တွေရှိတယ်ပေါ့ဥပမာတပားကခါအယမ်းပြော့တယ်နောက်တပားကဖမ်းရခက်တယ်စသဖြင့်ပေါ့ရေရတာကဖေဟန်းက9ပါးပဲတင်နေရှင်နောက်ဆုံးတစ်ပါးဖြစ်တဲ့မူးယစ်နှက်မိမယ်တိုင်းကိုတော့ဒါကမင်းကလေးတိုင်းကြီးမတင်ဘူးဆိုပြီးညင်းလိုက်တာခေါင်းမာလိုက်တာနော်ဆရာကြီးဆိုကတော့နင်နောင်တရလိမ့်မယ်လို့တတိပေးခဲ့ပါတယ်ဖေဟန်းကတော့ဆရာကြီးစိုးတင်ပြီးတဲ့9ပါးတိုင်းနဲ့တင်ဈေးထဲမှာလူမိုက်တွေကိုဝင်ရိုက်တာဟိုးတကယ်ကိုအလန်းစားပဲမူးတလူလူမှောက်တလူလူနဲ့လူမိုက်တွေအားလုံးကိုအေးဆေးနှိမ်နှင်းလိုက်နိုင်ပါတယ်ဒီအခန်းတွေကဂျက်ကီချန်ရဲ့အကွက်တွေအလန်းဆုံးအခန်းတွေပဲလို့ညီမကတော့ထင်နေရှင်တငယ်ချင်းတို့ရောသဘောကျလားဆက်လန်းက climax ကိုရောက်ပါပြီလူသက်သမားတန်တာလက်ကဖေးဟောင်းရဲ့အဖေဆရာကြီးဝန်ကီရင်ကိုတတ်ဖို့ရောက်လာပါတယ်
အဖေဖြစ်သူလဲတန်တန်လက်ရဲ့ခြေထောက်တိုင်းကိုမရှင်နိုင်မဲ့ဒဏ်ရာရသွားတယ်ရှင်အချိန်ကြိုက်ပဲဖေးဟောင်းနဲ့ဆရာကြီးစိုးတို့ရောက်လာပြီးဖေးဟောင်းကတန်တန်လက်ကိုပြန်ဆင်းခေါ်ပါတယ်တိုက်ပွဲကတကယ့်ကိုပြင်းထန်နေရှင်ဖေးဟောင်းကသူ့ရဲ့မူရစ်တိုင်း9ပါးနဲ့တန်တန်လက်ကိုအသာစီးရဖို့စူးစမ်းပြီးမြဲတန်တန်လက်ရဲ့ခြေထောက်ကလည်းအယမ်းမြန်တော့မလွယ်ဘူးရှင်တန်တန်လက်ကဖေးဟောင်းရဲ့အားနေချက်ကိုတီးသွားပြီးဝိုင်းရိုက်နေပါပြီအဲ့ဒီချိန်မှာဆရာကြီးဆိုးကဘေးကနေလှမ်းអော်တယ်ငါပြောသားပဲနတ်မိမဲ့တိုင်းကိုတင်ခဲ့ရမှာတဲ့ဖေးဟောင်းကတိုက်ပွဲကြားထဲမှာဆရာကြီးပြောတဲ့နတ်မိမဲ့တိုင်းရဲ့ဟန်ကိုကိုယ်တိုင်တီထွင်ပြီးတုံးလိုက်ပါတော့တယ်ဟင်းမိန်းကလေးလိုဟန်နဲ့တန်တာလက်ကိုဖမ်းရခတ်အောင်လုပ်ပြီးနောက်ဆုံးတော့ဖူးလေဂျန်ကြီးဂျက်ကီချန်ရဲ့မူရတိုင်းကတန်တာလက်ရန်တီဆန်ကိုအပြတ်အသက်နှိမ်နှင်းလိုက်နိုင်မှာတော့တယ်အရန်မိုက်တာပဲရှင်ဇလန်းလေးကတော့အားလုံးပျော်ရွှင်ရတဲ့ပုံစံနဲ့ပြီးဆုံးသွားပါတယ်ရှင်ဖီဟုံလည်းအဖေကိုကယ်နိုင်ခဲ့တယ်ပညာလည်းတကယ်တော်တဲ့တိုင်းစီယာကြီးဖြစ်သွားခဲ့ပါတယ်ဒီကားကညီမတို့ကိုတင်ပေးတာကဇွဲလုံလရှိရင်ဘလောက်ခက်ခဲတဲ့အလုပ်ဖြစ်ပါစေအောင်မြင်နိုင်တယ်ဆိုတာပါပဲတငယ်ချင်းတို့ရောချက်ကီချန်ရဲ့မူရတိုင်းကွက်တွေကိုကြိုက်ကြလားကြိုက်ရင်ကွန်မန့်မှာညီမကိုပြောပြခဲ့အောင်နော်ဒီ recap ဗီဒီယိုလေးကိုသဘောကျရင် like ပြီးနောက်ထပ်စိတ်လှုပ်ရှားစရာကားအသစ်တွေ recap ကြည့်ဖို့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးရှင်နောက်တစ်ခါပြန်တွေ့ရအောင်တတား